မင်္ဂလာပါကျွန်တော်သူရပါကျွန်တော်ဒီနေ့မှာတော့ဗောနော်ကျွန်တော်တို့ဒီ SOC မှာ automation ဘယ်လိုလုပ်လဲဟိုကျွန်တော် use case လေးတစ်ခုနဲ့နမူနာပြကြပါတယ်ဗောနော်ဆိုတော့ SOC မှာ automation ကတော်တော်အရေးကြီးတယ်ကျွန်တော်တို့automation မလုပ်ထားဘူးဆိုလို့ရှိရင် SOC ကအရန်ဟိုဘယ်လိုပြောမလဲအချိန်ကြာတဲ့ဗောနော်ဒီ response အချိန်ကြာတဲ့ SOC တစ်ခုဖြစ်နေလိမ့်မယ်အဲ့တော့ကျွန်တော်တို့က SOC မှာနေ့တူက alert တွေအများကြီးလာတယ်အဲ့ alert တွေမှာကျွန်တော်တို့ကတတ်နိုင်တဲ့လောက်ဗောနော်အဲ့ alert ကိုဒီ response လုပ်တဲ့အချိန်မှာ automation တွေပေါ့နော်လူက manual လုပ်တာမဟုတ်ဘဲနဲ့ automation တွေကျွန်တော်တို့တက်နိုင်လောက်လုပ်ထားတင်တယ်အဲ့ဒါဆိုကျွန်တော်တို့ SOC ကအရန်မြန်တဲ့ပေါ့နော်အရန်အောင် MTTR ပေါ့နော် mean time to response ကောင်းတဲ့ SOC တခုဖြစ်မယ်ပေါ့နော်အဲ့တော့ဒီ SOC မှာလို့ automation လုပ်ဖို့အတွက်ပေါ့နော်ဒီ saw ပေါ့နော် saw tools တွေအများကြီးရှိတယ်အဲ့မှာအခုဒီ automation မှာနာမည်ကြီးနေ N8N ပေါ့နော် N8N ကဒါ saw တော့မဟုတ်ဘူးသူက automation tools ပေါ့နော် AI တွေနဲ့ပေါင်းဆက်ပြီး automate လုပ်လို့ရတဲ့ tools တခုပေါ့နော်ဒါပေမဲ့ဒီကောင် saw ပုံစံမျိုးလဲကျွန်တော်တို့ကသုံးလို့ရတယ်ပေါ့နော်တနည်း automation ပုံစံမျိုးကျွန်တော်တို့ကသုံးလို့ရတယ်အဲ့တော့ဒီကောက်မှာကျွန်တော်တို့ဒီ security နဲ့ပတ်သက်ပြီးသူ့မှာ use case တွေသူ website မှာအများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့ Google မှာနေရှာကြည့်လို့ရတယ် N8N security automation ဆိုပြီးတော့ရှာလိုက်ရင်သူ့မှာအများကြီးရှိလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ဒီမှာ security operation အတွက် automation use case တွေအများကြီးရှိတယ်ဥပမာ SIM alert တစ်ခုတက်လာရင်ဘာလုပ်မလဲ EDR alert တစ်ခုတက်လာရင်ဘယ်လိုလုပ်မလဲတခြားသော platform တွေနဲ့အများကြီးနဲ့ပေါင်းဆက်ပြီးတော့ပေါ့နော်တော်တော်များများဥစ္စာတွေက free တွေကျွန်တော်တို့ဒီမှာသူ auto သူ free ပေးထားတဲ့ဒီ template တွေကိုသုံးပြီးလဲကျွန်တော်တို့ send လို့ရတယ်ဒီနေ့တော့ကျွန်တော်ကနမူနာပေါ့နော်ရိုးရှင်းနမူနာလေးတစ်ခုပြကြတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ firewall မှာကျွန်တော်တို့ဒီ next gen firewall တွေတော်တော်များများမှာသုံးတယ်ပေါ့နော်တော်တော်များများ environment တွေမှာအဲ့တော့ firewall ကျွန်တော် log တွေပါလဲယူထားမယ်ပေါ့နော်တခြားသော log source တွေအနေနဲ့ SOC က log တွေယူထားလေးရှိတယ်အဲ့တော့ဒီမှာတစ်ခုပါကျွန်တော်တို့ use case အနေနဲ့ send လို့ရလဲဆိုကျွန်တော်တို့ဥမာထားပါ alert တစ်ခုတက်လာတယ်အဲ့ alert မှာ bad IP ပါတယ်ဗျာမကောင်းတဲ့ IP တစ်ခုအဲ့ IP ကကျွန်တော်တို့ရဲ့ environment ကို attack လုပ်နေတယ်ဥမာကျွန်တော်တို့ရဲ့ public facing web server ကို attack လုပ်နေတယ်ဥမာကျွန်တော်တို့ထားပါတော့ public facing application တစ်ခုကို attack လုပ်နေတယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ network ထဲ network က VPN ဝင်ဖို့ credential brute force လုပ်နေတာတော့ဘာလို့အဲ့လိုလုပ်နေပါတော့ any public facing services တစ်ခုကိုသူက attack လုပ်ဖို့ကြိုးစားနေအဲ့တော့ IP ကဟုတ်ပြီ alert တက်လာပြီကျွန်တော်တို့ဒီ IP ကဒီလို attack လုပ်နော် even like intrusion attempt မဟုတ်ရင်ဥမာ DDoS တို့ဘာလို့ဖြစ်မှာပေါ့နော်အဲ့လို attack တစ်ခုလုပ်နေအဲ့လိုလုပ်နေလို့ကျွန်တော်တို့က alert တစ်ခုတက်လာပြီဆိုလို့ရှိရင်အဲ့ alert ကိုကျွန်တော်တို့ကကြည့်ပြီးတော့အဲ့ IP ကိုကျွန်တော်တို့က firewall ထဲမှာ edge firewall ပေါ့နော် edge firewall ထဲမှာ ban လုပ်ဖို့လုပ်မှာအဲ့ IP ကို blacklist လုပ်ဖို့လုပ်မှာအဲ့ဒါဆိုအဲ့ဒီ IP ကကျွန်တော်တို့ network ကို attack လုပ်လို့ရမှာမဟုတ်တော့ဘူးပေါ့နော်အဲ့လိုလုပ်ဖို့အတွက်ကျွန်တော်တို့ကဒါ manual လုပ်လို့ရတယ် manual ကတော့ဒီမှာလည်းကျွန်တော် firewall ထဲဝင်ပြီးတော့ဒီမှာ firewall policy မှာကျွန်တော်ဒီမှာ block deny policy ရှိတယ်ဗျာဆိုတော့အဲ့ deny policy မှာကျွန်တော် address group တွေရှိမှာအဲ့မှာကျွန်တော်အဲ့မှာပေါင်းထည့်မှာပေါ့ဗျာဥမာပါဒီမှာ address ကို create new ဆိုပြီးတော့ဥမာထားပါတော့DDoS attacker IP ဆိုပြီးတော့ကျွန်တော်ဒီမှာ IP ဆို IP range ပေါ့နော်ဒါမှမဟုတ်တစ်ခုပေါ့ဥမာထားပါတော့သူ့ရဲ့ IP က266.77.1 ထားပါတော့ဆိုတော့အဲ့လိုမျိုးကျွန်တော်ဟိုဒီလိုပေါင်းပြီးထည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ပေါင်းပြီးထည့်လို့ရမယ်နော်ဆိုတော့ဒီမှာထားပါတော့ domain name တစ်ခုဖြစ်မယ်ပေါ့နော်ဥပမာထားပါ apple.com ကျွန်တော်မသွားစေချင်ဘူးဒါ domain name က attacker ရဲ့ domain name အဲ့တော့ကျွန်တော်ဟိုရုံးနေအဆက်တွေကိုဒီ attacker domain name ကိုမသွားစေချင်ဘူးပေါ့နော်အဲ့လိုမဟုတ် subnet ဆိုလဲကျွန်တော်တို့ဒီမှာ subnet တစ်ခုလုံးကိုကျွန်တော်ထည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ဒီမှာပေါင်းထည့်လို့ရတယ် okay အဲ့တော့ဟုတ်ပြီဒါ manual ပေါင်းထည့်တာအဲ့တော့ဒီဟာကိုကျွန်တော် automate လုပ်မယ်ပေါ့နော်ကျွန်တော်ရှိကို alert လာလို့ရှိရင်အဲ့ alert တဲ့ IP ကိုကျွန်တော်ယူပြီးတော့ဒီမှာတစ်ခါတည်း auto ဒီမှာ address စောင့်မယ်စောင့်ပြီးတော့ address group ထဲကိုထည့်ပြီးတစ်ခါတည်း firewall policy ထဲမှာ reflect ဖြစ်သွားအောင်လုပ်လိုက်မယ်ပေါ့နော်အဲ့လိုလုပ်ဖို့အတွက်ကျွန်တော်တို့ကဒီ firewall တွေမှာ 40K ပဲဖြစ်ဖြစ် Palo Alto ပဲဖြစ်ဖြစ် next gen firewall တွေမှာတခြားသော brand တွေလည်းအဲ့တိုင်းပဲသူ့မှာ API ဆိုတာရှိတယ်အဲ့တော့ကျွန်တော်ကဒီနေ့ firewall နမူနာပြတယ်ဆိုတာဘာကြောင့်လဲဆိုတော့ firewall admin တွေကများသောအားဖြင့် network background ကလာတဲ့လူတွေများတယ်သူတို့ကဒီ developer မဟုတ်ဘူးပေါ့နော်အဲ့တော့သူတို့မှာဒီ API တွေပါတယ်သူတို့ရင်းနှီးကျွမ်းဝင်မှုနည်းတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ပြတယ်
အဲ့တော့ဟုတ်ပြီဒါကတော့ဒါ GUI ကနေကျွန်တော် click နှိပ်ပြီးတော့ပေါင်းထည့်တာပေါ့နော်ဟုတ်လားကျွန်တော်ပြလိုမျိုးဒီမှာ IP range ဖြစ်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါင်းထည့်တာရှိမယ်အဲ့တော့ဟုတ်ပြီဒီဟာဟိုဒါကကျွန်တော်ကဥမာထားပါတော့ဒီမှာ apple.com ဒီလိုပေါင်းထည့်အကဲ API နဲ့ပေါင်းထည့်ရင်ဒီမှာကျွန်တော် API free view ဆိုတာရှိတယ်ဒါပဲနော်အဲ့တော့ဒီ request ကိုဒါ firewall ကိုကျွန်တော်ပို့နိုင်မယ်ဆိုလို့ရှိရင် firewall မှာဟိုနဲ့ apple.com ကပေါင်းထည့်ပြီးသားဖြစ်သွားမယ် address မှာဒါ manual click နှိပ်ပြီးထည့်ရမှာလို့ဒါပေမဲ့ကျွန်တော်တို့ကဒီ request ကိုပို့လို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့သိရမှာကျွန်တော်တို့ API documentation အောင်ဖတ်เสียရမလို့နော်ဒီမှာကျွန်တော်တို့ API documentation ကို Fortinet website မှာသွားဖတ်လို့ရတယ်အဲ့ဒါဆိုရင်တော့အများကြီးပို့လို့ရတယ်ဒါပေမဲ့အခုဒီ particular ဒီ event ဒီဟာလေးတစ်ခုကိုပေါ့နော် particular task လေးတစ်ခုကိုလုပ်ဖို့ဆိုတော့သူက API preview ဆိုပြီးတော့ auto API information တွေပေးပြီးတာအဲ့တော့ကျွန်တော်ဒီမှာ API documentation ဖတ်ချင်ဒီမှာ click နှိပ်ပြီးသွားဖတ်ရအောင်ပဲပေါ့နော်ဆိုတော့ဒီမှာဒါအရန်လွယ်သွားပြီပေါ့ဗျာအဲ့တော့ဟုတ်ပြီဒီ firewall ကိုကျွန်တော်တို့က API နဲ့ access လုပ်ဖို့အတွက်နံပါတ်1ဒါတွေဘာမှ copy ကူးပြီးမလုပ်ခင်မှာကျွန်တော်ကဘာလုပ်ရမလဲ firewall မှာ user စောက်ဖို့လုပ်မယ် API user ပေါ့နော်ကျွန်တော်တို့ကဒီမှာဆိုကျွန်တော် API user 3ခုစောက်ထားတယ်ပေါ့နော်သူကဒါကျွန်တော်တို့ဒီ API user စောက်လို့ရှိရင်ဒီမှာ REST API admin ဆိုပြီးတော့ရှိတယ်နော်ဒီ REST API admin ကိုကျွန်တော် click နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဥမာ user name တစ်ခုကျွန်တော်ပေးလိုက်ပါเนาะfor so ထားပါတော့ပြီးရင်ဒီမှာ admin profile မှာဒါ admin ကိုဘယ်လောက် access ပေးမှာလဲကျွန်တော် super admin ပဲပေးလိုက်ပေးပြီးတော့ဒီမှာဒါ PKI group ဒီပါကျွန်တော်တော့မလို့ပေါ့เนาะအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ okay နှိပ်လိုက်ပြီဆိုတော့ကျွန်တော် API key တစ်ခုရမယ်ဒီ key ကအသက်ပဲဒီ key ကိုကျွန်တော်တို့က any automation tools ပေါ့နော် API request လုပ်မဲ့ automation tools ဆဲမှာကျွန်တော်တို့ကသွားထည့်တာအဲ့တော့ဒီ key ကအသက်ပဲအဲ့တော့ဒီမှာဆိုကျွန်တော် copy ကူးပြီးတော့ထားလိုက်ပါနော်ဒီ key ကိုနောက်ဘယ်တော့မှပြန်ရှာလို့ရတော့မှာမဟုတ် firewall ကလည်းပြန်ပေးမှာမဟုတ်အဲ့တော့ကျွန်တော်တို့တစ်ခေါက်ဒီလို create လုပ်တဲ့အချိန်မှာတေချာ save နေရာတစ်ခုမှာ copy ကူးထားဖို့လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ close နှိပ်လိုက်မယ်ဟုတ်ပြီဒီကဒါ user ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒီမှာတော့စောက်ပြီးသား user တွေရှိတယ်ပေါ့ဗျာဆိုတော့ဒါသူ user တယောက်ချင်းစီအတွက် API key တစ်ခုချင်းစီရှိမယ်ပေါ့နော်ဒါ API အတွက်ရိုးဒီ UI ကိုလာပြီး admin လုပ်မဲ့လူတွေကတော့ဒီမှာလာပြီးတော့ပေါ့နော်ဒီမှာadmin ဒီမှာဒီအောက်မှာပေါ့နော်ကျွန်တော်တို့ရှိနေလိမ့်မယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာပထမဆုံး API administrator စောက်ရမယ်စောက်လိုက်လို့ရှိရင် username password ဆိုတာသူက key တစ်ခုပေးတာအဲ့ key ကိုကျွန်တော်တို့က NAM မှာသုံးမယ်ပေါ့နော်အဲ့တော့ NAM မှာကျွန်တော်တို့ကြည့်မယ်ဆို NAM မှာဒီမှာကျွန်တော်flow တစ်ခုတော့ကျွန်တော်လုပ်ထားတယ်ပေါ့နော်တစ်ခုချင်း manually ကျွန်တော်အမြဲဖြည်းဖြည်းချင်းမသွားဘဲနဲ့အမြဲမြဲပြကြတယ်လို့ပေါ့နော်အဲ့တော့ NAM မှာဒါ NAM installation ဘာညာ NAM အကြောင်းတော့ဖတ်ကြည့်ပါဗောနော် NAM သူက integration တွေအများကြီးသူကလုပ်ပေးပြီးသားအဲ့ဒါကြောင့်ကျွန်တော်က NAM ကိုသုံးတာဗောနော်ဒါကိုယ့်ဘာနဲ့ကို manually Python request တွေPython script တွေပါတယ်ရေးလို့ရတယ်ဒါ API request ပဲဘာမှမဟုတ်အဲ့တော့ NAM မှာ API request တစ်ခုလုပ်ချင်ကျွန်တော်တို့ကဒီမှာ HTTP request ဆိုတဲ့ဒီဟာလေးကိုသုံးလို့ရတယ်ဒီမှာကျွန်တော်တို့က get လာ post လာပါလေ any API ပေါ့နော်ဒီမှာ firewall ရဲ့ IP firewall ရဲ့ဒါ API URL ထည့်ရမယ်နောက်ကျွန်တော်တို့ဒီမှာထည့်ခြင်းတဲ့ဟိုလေးပေါ့နော်ထည့်ခြင်းတဲ့ဒီမှာ body ဘာညာ information ကိုကျွန်တော်ထည့်လို့ရတယ်အဲ့တော့ဟုတ်ပြီကျွန်တော်ကဒီမှာဘာလုပ်ထားလဲဆိုတော့ကျွန်တော်ဘာပြောလဲဆိုဒီမှာဒီ workflow စပြီဆိုတာနဲ့ HTTP request နှစ်ခုလုပ်ဆိုပြီးကျွန်တော်ပြောလာတယ်ပေါ့နော်တစ်ခုပြီးတစ်ခုကျွန်တော်လုပ်မှာပေါ့နော်ဆိုတော့ဒီကောင်ကတော့ကျွန်တော်ခဏပိတ်ထားလိုက်ဖြတ်ထားလိုက်မယ်ဆိုတော့ဒီပထမဆုံး HTTP request ကိုကျွန်တော်ပြချင်တယ်နော်ဒီ request ကကျွန်တော်ပါလဲဆိုတော့ဒီမှာကျွန်တော် firewall ရဲ့ဒီ URL ကိုသွားမယ်ဒါ firewall ရဲ့ IP ပြီးတော့ဒါ API URL ပေါ့နော်ဘာကြောင့်အဲ့လိုသွားလဲဆိုကျွန်တော်ဒီမှာ address bound ထည့်မယ်ဆိုရင်ဒီမှာ firewall ထဲမှာ address bound ထည့်မယ်ဆိုရင်သူကကျွန်တော်ဒီမှာဒါမှတစ်ခုရိုက်လိုက်ဗျာ anything ပေါ့နော်ထားပါတော့ FQD apple.com ဆိုကျွန်တော်ဒီမှာ API preview ချင်း address bound ထည့်မယ်ဆိုဒီ API ကိုတွားရတယ် API v2 cmddb firewall address အဲ့ဒါကြောင့် API v2 cmddb firewall address အဲ့မှာကျွန်တော်ကဒီမှာဘာထည့်မလဲဆိုဒီမှာ body မှာဒီမှာ body မှာဒါလေးထည့်ပေးရမယ်เนาะကျွန်တော်တို့ FUDN ထည့်ပေးရမယ်နောက် name ကပါလဲဒီ address က name နောက်တကယ်ဗန်းမဲ့ FUDN ပေါ့เนาะ IP ဆို IP ထားပါတော့တခုကျွန်တော်ဒီမှာထည့်ပေးမယ်ကျွန်တော်ဒီမှာဥမာဒီမှာ name မှာကျွန်တော်တခုပေါ့เนาะတခုပေးလိုက်ဥမာထားပါတော့တူရတ
testing ထားပါတော့တစ်ခုပေးလို့ရတယ်ပြီးရင်ဒီမှာ domain name မှာတစ်ခုကျွန်တော် ban ကျင်တဲ့ဥစ္စာပါเนาะအမှန်တကယ်တော့ဒီမှာဒါအခုကျွန်တော်ဒါ manual ပြနေလို့ပေါ့เนาะ sorry ဒီ CME auto ပေါ့เนาะကျွန်တော်ဒီမှာဒီ request ကိုနားလည်အောင်ပြလိုက်ပြီးရင်ဒီ information တွေအားလုံးက sim ကနေ auto လာမှာဒါမှမဟုတ်ကျွန်တော်တနေရာနေရာကနေလာလို့ရတယ်ပေါ့เนาะအဲ့ဒီပုံစံလေးလဲကျွန်တော် scenario တစ်ခုနဲ့ပြီးရင်ပြပေးအဲ့တော့အခုဒီမှာဒါဒီ request ဘယ်လိုအလုပ်လုပ်လဲကျွန်တော်မြင်အောင်နည်းနည်းပြချင်တာပေါ့เนาะအဲ့တော့ဒီမှာ body မှာကျွန်တော်တို့ကဒီမှာသူပြောထားတဲ့အတိုင်းပဲပေါ့เนาะဆိုတော့ဒီကဥစ္စာကိုကျွန်တော်ယူရ name ကဒါ FQDN ပေါ့နော်type က FQDN မှာထားပါတော့ကျွန်တော်အခုtesting123.com ဒီ domain ကဒါကျွန်တော်တို့ sim ကနေလာရမှာเนาะ sim ကနေလာရင်သူဒီမှာ auto ထည့်သွားမယ်အဲ့ဒါကိုနောက်ပြီးရင်ကျွန်တော်တို့စမ်းကြည့်မယ်အခုတော့ဒီမှာကျွန်တော်ဒီတိုင်းပဲရိုက်ထည့်လိုက် right ဆိုတော့ဒါစမ်းကြည့်တာပါเนาะဒီ request ကိုပြီးသွားရင်ကျွန်တော်အခုဒီသူရ testing ဆိုတဲ့ဟာကိုကျွန်တော်ကပြီးရင်ဒီ address မှာပေါင်းထည့်တာအပြင်ဒီ address မှာကျွန်တော်ပေါင်းထည့်လိုက်ဒီမှာအခုမလာသေးဘူးเนาะ address မှာပေါင်းထည့်ပြီးတဲ့အပြင်ကိုကျွန်တော်ကဒီ address group မှာပဲပေါင်းထည့် address group တခုပေါ့เนาะ block IP group ဖြစ်ဖြစ် any ဒီ address group ဘာကြောင့်ဒီ address group မှာပေါင်းထည့်ရလဲကျွန်တော် firewall policy က address group နဲ့သွားတာเนาะအဲ့တော့ဒီ block IP group ဒါမှမဟုတ် SOCL2 address group အဲ့နှစ်ခုတည်းကိုသွားမှာဆိုတော့ deny policy နဲ့ညှိပြီးတော့ဒီမှာ deny ဖြစ်မှာဟုတ်လားအဲ့တော့အခုကျွန်တော်ကဒီ address တိစောက်ပြီးတာနဲ့မပြီးသေးဘူးပြီးရင်အဲ့ address ကိုဒီ any of these address group တစ်ခုခုတည်းကိုပေါင်းထည့်ဖို့လိုတယ်အဲ့တော့အခုကျွန်တော်ဘာလုပ်မလဲဆိုဒါပြီးပြီ address တိစောက်လိုက်ပြီပေါ့နော်တိစောက်ပြီးရင်ကျွန်တော်ဒီမှာ address group မှာကျွန်တော်ဒီမှာကျွန်တော်ရဲ့အခုန address name ရပါလဲကျွန်တော်ပြန်ကြည့်တူရ testing ပါနော်ဒီတူရ testing ကိုကျွန်တော် copy ကူးလိုက် copy ကူးပြီးတော့ကျွန်တော်ဒီမှာလာထည့်ထားလိုက်เนาะအဲ့ဒါဆို address group ဘယ် address group ကိုပေါင်းထည့်မှာလဲကျွန်တော် SOCL2 address group ပေါ့เนาะအဲ့မှာ SOCL2 တဲ့မပေါင်းထည့်ခြင်းကျွန်တော်နောက်တခြားဥစ္စာကိုပေါင်းထည့်ခြင်းဥပမာဒီမှာ block IP group ဆိုလဲကျွန်တော်ဒီမှာ block IP group ကိုကျွန်တော်ရွေးလို့ရတယ် block IP group okay အဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာပေါင်းထည့်မယ်ဆိုပြီးပြောလိုက်ပြီပြောပြီးကျွန်တော်ဒီမှာခဏ save ထားလိုက် save ထားပြီးကျွန်တော်ဘာမှမလုပ်သေးဘူးเนาะအဲ့တော့ဟုတ်ပြီအခုဒီမှာကျွန်တော်ပြန်ပြီး address ကိုပြန်သွားမယ်ဆိုရင်ကျွန်တော်အခုနကျွန်တော်ထည့်ခဲ့တဲ့ address ကမတွေ့သေးဘူး address group မှာလည်းဘာမှဒီ block IP group ထဲမှာဘာမှ address မရောက်သေးဘူးเนาะအဲ့တော့ကျွန်တော်တို့အခုဒီ automation ကိုစမ်းကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာ execute workflow ကိုကျွန်တော်ရိုက်လိုက် execute workflow နှိပ်လိုက်ဒီ workflow ဒီမှာစတာနဲ့ဒီနှစ်ခုတစ်ခုချင်းစီလောက်သွားတယ်အားလုံး okay တယ်ဆိုပြီးအမှန်ကြီးပြကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ output မှာဒီမှာသူเนาะoutput မှာအားလုံး okay တယ်ဟောနော်ကျွန်တော်ထည့်လိုက်တဲ့ဟာလေးတစ်ခုဝင်သွားပြီပေါ့နော်မတူရ testing ဆိုတဲ့ဟာမတူရ testing FQDN testing 1 2 3เนาะပြီးရင်ဒီမှာ address group ကိုပေါင်းထည့်တဲ့ဟာမှာလည်းတူရ testing နဲ့တူရ testing ကိုဘယ်ထဲကိုထည့်လိုက်လဲကျွန်တော်ကဒီ address group ပေါ့နော် block IP ထဲကိုထည့်လိုက်အဲ့တော့ကျွန်တော်အခုပြန်ကြည့်မယ်ဒီမှာ firewall တော့ address မှာကျွန်တော် refresh တစ်ချက်နှိပ်ကြည့်လိုက်refresh တစ်ချက်နှိပ်ကြည့်ဒီမှာတူရ testing ဆိုတာပေါ်လာပြီ testing123.com ဒါအခုနဲ့ကျွန်တော်ပေးခဲ့တာเนาะပြီးရင် address group ထဲကိုတွားကြည့်မယ်ဆိုလဲ block IP group ထဲမှာတူရ testing ဝင်သွားပြီအဲတူရ testing ကပါလဲသူ့ရဲ့ FQDN testing123အဲ့တော့ firewall မှာကျွန်တော်အခုက manually ဒါတွေလုပ်เสียမလို့ပဲနဲ့ဒီမှာထည့်ထားရုံနဲ့ auto လုပ်သွားတယ်အဲ့တော့ဟုတ်ပြီဒါ automation တော့ဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့ကအခုနကျွန်တော်ပြောလို့မျိုးလေဒီမှာကျွန်တော် manually လိုက်ပြီးတော့ဒီထဲမှာဒီ API request တွေထဲမှာဒီလိုလိုက်ပြီးတော့ manually ပေါင်းထည့်နေမှာမဟုတ်လားဒီလိုမျိုးနာမည်ကပါကိုပန်းနေတာပါအဲ့ဒါတွေကတစ်ခုတနေရာကနေ auto လာမှာတခါဘယ်လိုနေရာနေလာနိုင်လဲကျွန်တော် sim ticket ကနေလာနိုင်တယ်เนาะ sim ကနေ alert တစ်ခုတက်တဲ့အဲ့ alert ထဲမှာပါတဲ့domain name တခု IP တခုကိုသူ auto ban အောင်လုပ်အောင်အဲ့တော့ကျွန်တော်ဒီဟာကို simulation လုပ်ဖို့အတွက်ကျွန်တော်ဒီမှာတခုစမ်းလာတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့နည်းနည်းreal world scenario နဲ့ပို့ပြီးနီးစပ်သွားအမှန်တကယ်တော့ဒါ sim အခု run နေတယ်ဆိုလို့ရှိရင်ဥမာ curator ပဲဖြစ်ဖြစ် splunk ပဲဖြစ်ဖြစ်အဲ့ဒါ run နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ sim နဲ့ API sim မှာလည်း API တွေရှိတယ် curator မှာလည်း curator API ရှိတယ်ကျွန်တော်တို့ဒီမှာသွားကြည့်လို့ရတယ်နော် curator ဆိုလဲ curator API ရှိတယ်နော်ဆိုတော့သူ့ API ကျွန်တော်တို့တွားပြီး API documentation မှာကျွန်တော်တို့ဖတ်ပြီးတော့
curator နဲ့ integrate လုပ်လို့ရတယ်ပေါ့နော် curator ကနေ alert တွေ offense တွေကျွန်တော်တို့ကဒီ NAN ကိုရအောင်လုပ်ပြီးတော့အဲ့ alert တစ်ခုပေါ်မှာမူတည်ပြီးအဲ့ alert မှာပါတဲ့ IP ဒါမှမဟုတ် domain တွေကိုကျွန်တော် firewall မှာ auto သွားပန်းအောင်ဒါပေမဲ့အခုကျွန်တော်ဒီမှာဗာလုပ်ထားလဲဆိုတော့ email ကနေပဲလုပ်ထားတယ်เนาะနည်းနည်းမြင်တောင်း email တဲ့ဟိုဒါဟိုမှာ ban မဲ့ IP တစ်ခု ban မဲ့ domain name တစ်ခု email တစ်စောင်ရောက်လာပြီဆိုဒီကောင်က email ကို auto ဖတ်ပြီးတော့ကျွန်တော်တို့ဒီအခုနဟိုမှာတွားပြီး ban မယ်အခုနဒီ block IP group တဲ့ auto တွားထည့်မယ်အခုဒီမှာ block IP မှာသူရ testing တစ်ခုပဲရှိနေကျွန်တော် refresh နေကြည့် right သူရ testing တစ်ခုပဲရှိနေအဲ့တော့ဒီ block IP ဒီ address group မှာလည်းသူစောက်သွားရမယ်ပြီးသွားလို့ရှိရင်ဒီသူရ testing မှာလည်းတွားပြီးတော့သူဒီ block IP group မှာလည်းသူကဒီလိုမျိုးသူရ testing လိုမျိုးနောက်တစ်ခုပေါ်လာရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုစမ်းဖို့အတွက်ကျွန်တော်ဒီမှာ email က configure လုပ်ပြီးသွားတယ်เนาะ email configure လုပ်တာကိုကျွန်တော်မပြတော့ဘူးဒီမှာ email လွယ်တယ်ဘာမှမဟုတ်ဘူးကျွန်တော်တို့ email ရဲ့email access ဟိုဘယ်လိုပြောမလဲ app access password ပဲဖြစ်ဖြစ်ဒါမှမဟုတ် email ကို OAuth တို့ဘာလို့နဲ့ Gmail တခြား any email ကို integrate လုပ်လို့ရတယ်ပေါ့နော်ဒီအကြောင်းရှာဖတ်လို့ရတယ်အဲ့တော့အခုကျွန်တော်ဒီမှာစမ်းကြည့်မယ်ပေါ့နော်စမ်းဖို့အတွက်ကျွန်တော် email ပို့ဖို့လုပ်လိုက်မယ်ပေါ့နော်အဲ့မှာကျွန်တော်သူရ .information ပေါ့နော်အဲ့တော့ဒီမှာဒါကျွန်တော်စမ်းမဲ့ email ဒီ email ကိုအခုန NAN စောင့်ပြီးတော့နားထောင်အဲ့တော့ဒီမှာကျွန်တော်တခုပေါ့ဗျာဘာစမ်းလဲပိတ်ချင်တဲ့ domain name တခုကို email ပို့မှာဟိုမှာထားပါတော့appleorange.com ပေါ့နော်အဲ့မှာ hi orange.com right ဆိုတော့ဒီလိုမျိုးပို့လိုက်အမှန်တကယ်ဒီ email က maybe sim ကနေလာတာလည်းဖြစ်နိုင်တယ် sim မှာကျွန်တော်တို့က SIEM တခုမှာ alert တခုတက်တာနဲ့ email ပို့ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမျိုး alert response ကိုအဲ့လိုရေးထားလို့ရအဲ့ဒါဆိုရင်လည်းဒီလိုမျိုး email တခုဒီမှာတော့ sim ဆိုရင်တော့ sim ကပုံရင်အများကြီးတခြား alert နဲ့ပတ်သက်တဲ့ information တွေအများကြီးပါလိမ့်မယ်အဲ့မှာအခုန bad IP လည်းပါမယ်ဒါမှမဟုတ် bad domain name လည်းပါမယ်အဲ့ဒါကိုကျွန်တော်တို့က pass လုပ်ပြီးတော့သွားပြီး auto firewall ထဲမှာထည့်ရုံပဲဒါပေမဲ့အခုဒီမှာတော့ကျွန်တော် sim ကလာတဲ့ email ပုံကနမူနာပေါ့နော်ရိုးရှင်းပဲပြတယ်ဒီမှာ domain name ban လုပ်ချင်တဲ့ domain name က subject နဲ့ဒီမှာ body ထဲမှာပါမယ်ပေါ့နော်အဲ့တော့ဒါမလုပ်ခင်ကျွန်တော် NAN ကိုစောင့်ပြီးတော့ဒီကောင်နားထောင်ခိုင်းတာအဲ့တော့ကျွန်တော်ဒီမှာ NAN ကိုစောင့်ပြီးနားထောင်ခိုင်းနာမယ်ဆိုတော့ NAN email ကိုသူစောင့်ဖတ်နေလိမ့်မယ်ဒါအများတန်းသူစောင့်ဖတ်နေမှာပဲအဲ့တော့ကျွန်တော်ပြီးရင်ဒီမှာ email ကိုကျွန်တော်တွားပြီးတော့ပို့ပြီနော်ဆိုတော့ဒီမှာ send လုပ်လိုက် send လုပ်ပြီးသွားရင်ကျွန်တော်ဒီမှာ NAN ကိုပြန်ကြည့်မယ်NAN ခဏဒီမှာသူစောင့်ပြီးတော့ email ကိုစောင့်နေတယ်နော်အဲ့တော့သူစောင့်နေတာ destination email ကနေသူစောင့်နေတာပါနော် destination inbox ကိုသူ monitor လုပ်နေ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာခဏတော့စောင့်လိုက်ရတယ်ဗောနော်စက္ကန့်20 30လောက်သူ email inbox ကိုသူစောင့်ဖန်တယ်အဲ့တော့သူ email inbox ထဲမှာ email ဝင်လာပြီးတော့လည်းသူ auto သူဒီမှာ address တွေ create လုပ်သွားအဲ့ဒါကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ refresh နေကြည့်နော် refresh နေခြင်းဒီမှာ block IP ထဲမှာ appleorange.com ကျွန်တော်ခုနပို့တဲ့ဥစ္စာဝင်လာပြီ address တွေကိုသွားကြည့်မယ်ဆိုရင်လည်းဒီမှာ appleorange.com right so appleorange.com ဝင်လာပြီကျွန်တော်ဒီမှာ firewall policy တွေကိုသွားကြည့်မယ်ဆိုရင်လည်းဟိုနာ block IP group နော် block IP group ကblock IP group ထဲမှာ appleorange.com ဝင်သွားပြီအဲ့တော့ဒီ appleorange.com ဆိုတဲ့ FUD အောင်ကျွန်တော် firewall မှာ block လုပ်ပြီးသားဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ workflow ကဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်လို့ရတယ်ပါနော်ဒီမှာကျွန်တော်တို့ sim ရှိမယ် SIEM ရှိမယ် SIEM ကနေ alert တစ်ခုဒီထဲမှာ alert လာပြီဆိုတာ ਨੇ ကျွန်တော်တို့က alert လာပြီဆိုတာ ਨੇ အဲ့ alert ကိုကျွန်တော်တို့က email ကို forward လုပ်ထားမယ်နော် email တစ်ခုပေါ့ဗျာ email တစ်ခုရုံထဲမှာရှိမယ်အဲ့ email ကို alert တွေအားလုံးပို့ထား email inbox ပေါ့နော်အဲ့တော့အဲ့ email inbox ကိုဘာ monitor လုပ်နေလဲဆိုတော့ NAN monitor လုပ်နေ right NAN monitor လုပ်နေတယ် NAN ဒီမှာဒီ email ကိုဒီ email inbox ကိုစောင့်ကြည့်အဲ့တော့ဒီမှာ alert တက်လာပြီဆိုတော့ဒီမှာ email တစ်စောင်ဝင်လာမှာအဲ့ email ထဲမှာထားပါတော့အမှ bad domain name ဖြစ်ဖြစ် IP ဖြစ်ဖြစ်ပါเนาะဟိုနာ IP ဆိုလဲဥမာထားပါတော့ဟိုတခုပေါ့ဗျာเนาะဟိုနာ2 ထားပါတော့8667744ထားပါတော့ဒီလို IP တခုပါမယ်ဒါမှမဟုတ်လဲဥမာ Apple
orange.com အဲ့လို domain name တစ်ခုပါမယ်အဲ့လိုမျိုး NAN ဒီကောင် monitor လုပ်နေတယ် monitor လုပ်ဒီလို email တစ်စောင်တက်လာပြီးဆိုတော့ ਨੇ ဒီကောင်သွားပြီးတော့ automation run ပြီးတော့သူ့မှာ automation run ပြီးတော့သူကဒီ firewall မှာကျွန်တော်တို့ firewall ကြီးเนาะ firewall ကြီးထဲမှာသွားပြီးတော့သူပေါင်းထည့်လိုက်ဆိုတော့ဒါ workflow ပဲเนาะဆိုတော့ဒီလိုမျိုးထားလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ NAN ကိုပဲကျွန်တော်ကဒီမှာဒီလို email နဲ့ integrate မလုပ်ဘဲနဲ့ ကျွန်တော်တို့ကဒီမှာ SIEM ကို API နဲ့ကျွန်တော် integrate လုပ်လို့ရတယ်ဒါဆိုလို့ရှိရင် SIEM မှာ alert တက်ပြီးဆိုတာ ਨੇ NAN automate လုပ်ပြီးတော့ firewall တွေကိုသွားပြီးတော့block လုပ်လိုက်မှာပေါ့နော်အဲ့တော့ဒါautomation တစ်ခုကိုကျွန်တော်နမူနာပေါ့နော်အတက်နိုင်ဆုံးဒီ network သမားတွေဒါမြင်အောင်နည်းနည်းပြတာပေါ့နော်ဒီမှာ API တွေပိုင်းနဲ့အမြဲသုံးလေးရှိတယ်ရေးလေးရှိတယ် developer တွေကတော့ဒါလုံနိုင်မယ်လွယ်လွယ်လေးပဲပေါ့နော်သူတို့အတွက်ဒါပေမဲ့ network သမားတွေအတွက်ဒီ API တွေဒီလို integration တွေကသဘောပေါက်ဖို့ခက်လို့ပေါ့နော်အဲ့တော့ပြန်ပြီးချုပ်ရရင်တော့ဗာလဲဆိုတော့ကျွန်တော်တို့ automation ဆိုတာကျွန်တော်တို့အခုနပြောလို့ဒီဟာကြီးကိုဒါ manual လုပ်ရမယ်အခုန address group တွေဗာ click နှိပ်ရမယ်တချို့ဆို chain request ဖွင့်ရမယ်ဘာညာဆိုရင်အရန်ကြာသွားမယ်အဲ့တော့ကျွန်တော်တို့ automate နဲ့အခုန second 20 30အတွင်းမှာတော့ကျွန်တော်ပိတ်ပစ်သွားအောင်လုပ်တာပေါ့နော်အဲ့တော့ဒီမှာတခုဗာတတိထားဖို့လို့လဲ SIEM မှာကျွန်တော်တို့က sim rules တွေရေးတဲ့အချိန်မှာ SIEM rules တွေဒီလို automate တာလုပ်ထားမယ်ဆိုလို့ရှိရင်ဒီ rules တွေကတော်တော်လေးကို accurate ဖြစ်တဲ့ rules ဖြစ်ဖို့လိုတယ်เนาะ false positive တွေဖြစ်နိုင်တဲ့ rules တို့ false positive အရန် rate များတဲ့ rules တွေပါတယ်ဆိုအဆင်မပြေဘူးအဲ့တော့ကိုယ့်ရဲ့ detection rule detection logic ကတေချာလေးကိုစီစစ်ထားပြီး accurate ဖြစ်ထားပြီး test လုပ်ထားတာဖြစ်ရမယ်အဲ့ဒါမှဒီလို rules ကနေတကယ် fire ဖြစ်လာတဲ့ alert ကလုံးဝ accurate ဖြစ်တယ်အဲ့မှာပါတဲ့ IP domain တွေကိုတန်ပြီးဘန်းဖို့လိုတယ်အဲ့ဒါကိုတန်းပြီးတခါလဲ automation ကဘန်းသွားမယ်ဆိုတော့ဒါပဲပေါ့နော်ဆိုတော့ဒါပါပဲပေါ့နော်ကျွန်တော်တို့ဒီမှာ NAN2 ရှိတယ်ဒါ free ပဲเนาะ NAN ကျွန်တော်တို့ဒီမှာသူ့တခြား automation တွေအများကြီးပဲရှိတယ်ဥပမာနောက်သူက AI ကျွန်တော်တို့ဒီ ChatGPT တို့ပါတော့ပေါ့နော်ဒီ OpenAI က API key တွေပါရင်တခြားကို local မှာ run ထားတဲ့ model တွေနဲ့လည်း integrate လုပ်ပြီးတော့အမျိုးမျိုးပေါ့နော်ဒီမှာစမ်းလို့ရတယ်နော်ကျွန်တော်တို့ဒီမှာဆိုတခြားသူတွေရေးပေးထားတာပေါ့နော်ဒါ SSL certificate auto monitor လုပ်ပေးမယ်ဒါ workflow ပေါ့နော်အဲ့လိုမျိုးအများကြီး security use case တွေရှိတယ်ပေါ့နော်ဆိုတော့စမ်းကြည့်ပါဒါ free tools ပါပေါ့နော်ဆိုတော့ဒီမှာဒါဆိုဒီဟာစမ်းနိုင်လို့ရှိရင်ကျွန်တော် SAW ကိုကောင်းကောင်းသဘောပေါက်သွားမယ်ဆိုတော့ NAN ကတော့ဒါ automation tools တခု SAW တော့မဟုတ်ဘူးဒါပေမဲ့ SAW ပုံစံကျွန်တော်တို့ကခုနပြောလို့အားလုံးနဲ့ integrate လုပ်တာပဲဒီမှာ AD နဲ့ integrate လုပ်ထားလို့ရတယ်တခြား Linux server ဘာတွေနဲ့เนาะကျွန်တော် SSH တွေပါလှမ်းဝင်ပြီးတော့ရိုက်ခိုင်းနေတဲ့ command တွေ auto ရိုက်ခိုင်းလို့ရတယ်အများကြီးပဲရှိတယ်ပေါ့နော်ဒီမှာ integration နဲ့မှာသူကအများကြီးပဲကျွန်တော်တို့ဒီမှာ virus total နဲ့ integrate လုပ်မလားတခြားတော့ဒီ security နဲ့ဆက်တာတွေเนาะအများကြီးရှိတယ်ဒီမှာသူ integration နဲ့မှာเนาะနောက်ဆုံးဘာနဲ့မှ integration သူauto template မပေးတာဆိုကျွန်တော် HTTP request ဥနာ API နဲ့ကျွန်တော် integrate လုပ်လို့ရတယ်เนาะတခြားဥမာ Telegram ဘာညာเนาะ Discord ဘာညာနဲ့အမျိုးမျိုးဒီမှာအများကြီး use case တွေရှိတယ်เนาะဒီမှာဆိုလဲသူ use case တချို့သူနမူနာပေးထားတယ်ကိုယ့်ဖက်နေကိုလည်း use case တွေကိုစဉ်းစားနိုင်တယ်လို့ကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဒီနေ့ဒီ use case ကတော့ကျွန်တော်တို့ဒီ firewall ထဲမှာကျွန်တော်တို့ address တွေကို auto ပေါ့နော် email ကနေဝင်လာတော့၎င်းဒါမှမဟုတ် sim ကနေ alert တက်လာရတော့၎င်း auto pass လုပ်ပြီးတော့အဲ့ဒါကိုသွားပြီးတော့ auto ထည့်လိုက်တာအဲ့တော့လူတွေက manual ထည့်စရာမလိုတော့ဘူး auto firewall deny policy မှာ reflect ဖြစ်ပြီးတော့ဒီ IP တွေဒီ FQDN တွေကို firewall auto deny လုပ်နေမှာပေါ့နော်ဆိုတော့နောက်ရက်တွေမှာလည်းကျွန်တော်ဒီ SOC automation နောက်အဲ့လိုမျိုး use case လေးစမ်းထားတာရှိတယ်တခြားဥမာ AD နဲ့ integrate လုပ်ထားတာရှိတယ် cloud service တွေနဲ့ integrate လုပ်ထားတဲ့ use case မျိုးတွေရှိတယ်အဲ့ဒါမျိုးတွေကိုကျွန်တော်အချိန်ရရင်ရတယ်လို့ပြောပြပေးသွားပါမယ်အားလုံးကျေးဇူးပါ